စိတ်ကောလူရောကျမ်းမာဖို့ကအဓိကဆိုတော့ဂျင်တော့ပုံမှန်သွားပြစ်တယ်ပေါ့အဲ့လောက်ပါပဲပြီးတော့အစားတောက်အရင်ဆင်ချင်ပါတယ်အဲ့လောက်ပဲဒါပေမဲ့ခါကြလို့စားချင်ရင်တော့လည်းစားလိုက်တာပါပဲဟုတ်ယောဂတော့တော်တော်လေးယောဂဆိုတာထည့်ဂျင်တော့အခုနောက်ပိုင်းပုံမှန်လေးဆော့ပြစ်တယ်ပေါ့ဟုတ်သူအကျိုးရလက်လေးကလည်းတည်ပြီးတာတိုးတော်လေးတာကျိုးရလက်ကတော့ပဲအရန်လှနေရပဲဘာမှမကြိုးစားပဲနဲ့ဘာမှမရအောင်ဟုတ်ပြီလားဒီမှာကြည့်ဘေးနားမှာကြည့်အသက်တူရွယ်တူပဲ तू ကကိုကနေကျင်လို့နေရစားကျင်လို့စားရဒီလိုရုပ်ဖြစ်တယ်ဘာလဲကျင်းတက်တယ်လှတယ် तू လဲ तू ထိမ့်သိမ့်ထားတဲ့အတွက်ကြောင့်မလို့ तू အလှနဲ့ तू ပေးဆက်ထားတဲ့ဟာနဲ့ तू လှနေရကွာကျင်တ်တယ်ကွာအဲ့တော့အဓိကကဘာလဲဆိုတော့အမျိုးသမီးတွေကကိုဖြစ်နေတဲ့ဘဝမှာကိုကျင်တ်ဖို့ကိုအရေးကြီးဆုံးပဲအရန်လှကျင်လားဘာမှမပြောနဲ့မစားပဲနဲ့နေဟုတ်တယ်လေဟုတ်လေမစားပဲနဲ့နေလို့မိုးလာလေဟုတ်တယ်လေမစားပဲနဲ့နေတယ်ဂျင်သွားတယ်လေဂျင်မသွားပဲနဲ့မစားအစားတွေစားနေမယ်ဟိုပိန်လန်းပိန်ကျင်တယ်လှလဲလှကျင်တယ်ဂျင်လန်းသွားကျင်ဘူးအစားလဲမလျှော့ကျင်ဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဒါကိုကလက်တွေ့ပဲဟုတ်တယ်လေဥပမာဆိုကိုရီးယား skin care မှန်လုပ်တယ်ဂျင်မှန်မသွားဘူးအစားမှန်မစားအစားကိုစားချင်တာစားရတဲ့အတွက်ဒီလိုပုံစံဖြစ်တယ်ဒီမှာ skin care လည်းမှန်လုပ်တယ်ဂျင်လည်းမှန်လည်းသွားတယ်အစားကိုလည်းလျှော့တဲ့အတွက်ဒီလိုမျိုးဖြစ်တယ်အဲ့တော့ဒါကိုရှိမှနီလန့်ယူလာကြရအများကြီးရှိတယ်အဲ့တော့အဓိကကိုစိတ်ချမ်းသာဖို့အရေးကြီးတယ်ပေါ့နော်